မင်္ဂလာပါခင်ဗျာကျွန်တော်က APU မှာ Data Analytics Major နဲ့ကျောင်းတက်နေတဲ့ကျောင်းသားအောင်ကိုခန့်ပါကျွန်တော်က APU မှာကျောင်းတက်ကိုစပြီးဆောင်ခဲ့တဲ့အချိန်မှာ Pay Major ကိုယူရမယ်ပြီးတော့ဘေးကနေစလုပ်ရမယ်အဲ့ဒါတွေကတစ်ခုမှမသိခဲ့ဘူးပြီးတော့ပြည်ပမှာလေကျောင်းတက်ရမှာဖြစ်တဲ့အတွက်ကြောင့်လိုအပ်တဲ့စာရင်းစာရက်တွေပြီးတော့လုပ်ရမယ့် step တွေကတအားများပါတယ်အဲ့ဒါကြောင့်ကျွန်တော် MSI ကနေစပြီးကျောင်းကဘယ်လိုလုပ်ရမလဲဆိုတာစုံစမ်းဖြစ်ခဲ့အဲ့ကနေမှတစ်ဆင့်ကျွန်တော်နောက်ဆုံးမှာ MSI ကပဲအစားအဆုံးကူညီပေးခဲ့ရပေါ့အဲ့ဒါကြောင့်ကျွန်တော်အခုတက်ရှင်တဲ့ Asian Pacific University မှာတက်ရောက်ခွင့်ရနေပါပြီအဲ့ဒါကြောင့်ကျွန်တော်လိုပဲပြည်ပမှာအကြောင်းတက်ရှင်တဲ့သူတွေအနေနဲ့ဘေးကနေစလုပ်ရမယ်ဘာတွေပြင်ဆင်ထားမလဲအဲ့ဒါတွေကိုစဉ်းစားပြီးအခက်တွေ့နေတဲ့သူတွေအတွက်ကျွန်တော်ကအရေးကြီးတဲ့ information လေးတစ်ခုပေးရှင်ပါတယ်မိမိရဲ့ပညာရေးရှင်းပေါ်မူတည်ပြီးသက်ဆိုင်တဲ့တက္ကသိုလ်တွေတာဝန်ရှိသူတွေကိုမြင်မြန်ပြီးကြောင်းချောက်ထားလို့ရမှာဆိုတော့ MSI ရဲ့ပညာရေးပွဲတော်ကြီးကိုတက်ရောက်ဖို့အကောင်လုံးကိုဖိတ်ခေါ်ရှင်ပါတယ်ဒီပွဲကိုတက်ရောက်မယ်ဆိုရင်ကျွန်တော်လိုပဲဘေးကနေစလုပ်ရမလဲဝေခွင့်မရဖြစ်နေတဲ့သူတွေအနေနဲ့သေးစိတ်ရှင်းလင်းတော့ပြီးအထောက်အကူပြုမယ်လို့ယုံကြည်ပါရဲ့အဲဒါကြောင့်ဒီပွဲကိုတက်ရောက်မယ်ဆိုရင် MSI Facebook page ရဲ့ link ကိုဒီဗီဒီယိုရဲ့ description မှာထည့်ထားမှာမို့လို့ MSI ကိုဆက်သွယ်ဖို့မမေ့ပါနဲ့နော်